ကျွန်တော်တို့မြန်မာတွေကမြန်မာပြည်ကချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ကျွန်တော်ဒီကနေ့ကပထမဆုံးပြောရမယ့်အကြောင်းအဆိုတဲ့ကိုအကြောင်းကိုစပြန်ပြောအောင်လို့ဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကတော့ပြီးသွားပြီကျွန်တော်ပြီးသွားရင်မပြီးသေးတဲ့လူတွေကြောင့်ပါမပြီးတဲ့လူတွေကြောင့်ဆိုတာချားမဟုတ်ဘူးဗျအခုဒီနေ့ဆိုရင်လည်းတခါအောင်စောတို့ရဲ့ AR ပေါ့ဗျာအောင်စောတို့ရဲ့ AR ကနေပြီးတော့ရုပ်သံလေးတစ်ခုဖော်ပြလာတဲ့အခါမှာကျွန်တော်6ညပျောက်သွားတဲ့ကိစ္စကို6ညကျွန်တော်ရုပ်သံမပြောပြတာပေါ့ဗျာပျောက်သွားတဲ့စကားလုံးဆိုရင်တခါပျောက်တယ်ပြုံးမယ်ပျောက်တယ်ဆိုလည်းပျောက်တဲ့စကားလုံးပြုံးမယ်အဲ့တော့6ညကျွန်တော်ရုပ်သံမပြောပြတာပေါ့နော်6ညဆိုလည်းကျွန်တော်ရုပ်သံမပြောပြတာကိုသူကအကျေချက်ပြီးတော့လူရတဲ့ပုံပြီးအခြေချက်ပြီးတော့ပေါက်ကရရေးပြောရုပ်တံလောက်လာတာပေါ့နော်ဆိုတော့ကျွန်တော်ရုပ်တံ6ညမပြောပြဘူးမပြောပြတာကိုလူရတဲ့ပုံကိုအခြေချက်ပြီးတော့သူကလော်ဘီတွေနှုတ်ပိတ်ခံနေရပြီလားဘာဖြစ်ပြီလားညာဖြစ်ပြီလားဆိုပြီးတော့ AR တွေကရုပ်တံလောက်လာတယ်ရုပ်တံလောက်တော့လူလည်းကြည့်ကြပါတယ်အောက်မှာ comment တွေလည်းကျွန်တော်ဖတ်ပါတယ် comment တွေလည်းကျွန်တော်ဖတ်ကြည့်တယ်လူတွေလည်းပြောကြတယ်မျိုးစုံရေးကြတော့ဗျာဆိုတော့ကျွန်တော်အဲ့ဒါကြည့်ပြီးတော့လို့ကြည့်ရတာရွေးချက်ရှိနေတဲ့ကိုဒါငါ့ကိုထောင်ကိုကြစေခြင်းတဲ့သဘောရှိတယ်လို့ဆိုတော့ AR အောင်စောတို့ဖွဲ့ကျွန်တော်ထောင်ကြတော့မြင်ချင်းပုံရတယ်ဗျအောင်စောတို့ဖွဲ့ရုပ်သံလုပ်တဲ့သူတွေရောအောင်စောတို့ editor ဖွဲ့အောင်ကျွန်တော်ထောင်ကြတော့သူတို့မြင်ချင်းပုံရပါတယ်ထောင်ကြသွားအေးရောဆိုတဲ့သဘောမျိုးနဲ့အတင်းပဲတွန်းပို့တယ်လားဒါမှမဟုတ်မင်းငါတို့လည်းပြေးလာခဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပဲတမင်ကြက်ရှင်တာလားတခုတော့တခုပဲကျွန်တော်ကြက်တာပေါ့နော်ဒါတမင်ကြက်ရွေးချက်ရှိကျွန်တော်ကြက်နေတာပေါ့ကြက်တာကျွန်တော်ကြည့်ပြီးတော့ပြောရတဲ့လူကြီးမျက်စိစူးမွေးစူးအောင်လုပ်သူပဲတစ်ဖက်မှာမျက်စိစူးမွေးစူးတာစူးစရာဖြစ်တာပေါ့ဗျတစ်ဖက်မှာလည်းဆိုတော့အောင်တော့အဲ့လိုပေါ်ပြနေတာကျွန်တော်ကြည့်ပြီးတော့လို့ဒီကောင်တွေကတော့ရတဲ့ပေါက်ကနေရတယ်လို့ကိုသူကအစိုးရနဲ့ပုဂ္ဂလိကကြားအစိုးရနဲ့မီဒီယာတွေကြားဒီမီဒီယာနဲ့ပြည်သူတွေကြားကိုသူတို့ကတတ်ရှုဖို့ကအမြဲလုပ်လို့ရှိတယ်ပေါ့နော်လုပ်လို့ရှိတယ်ဘာလို့ဆိုတော့ဒါကျွန်တော်တို့ခေါင်းကြီးပိုင်းဖြစ်သွားတာဟုတ်ကဲ့ခေါင်းကြီးပိုင်းဖြစ်သွားတော့သူတို့ကတောက်လျှောက်တာကို highlight လုပ်ကြတော့ကျွန်တော်လည်းဘာပြောမှမသိဘူးအောင်စောတို့ရဲ့ AR တွေကရုပ်သံဖိုင်ကိုကြည့်ပြီးတဲ့နောက်ကျွန်တော်ခံစားပြီးတဲ့တခုပဲဒီကောင်ကထောင်ကျစီကြည့်ပြီးဒီနေ့အတင်းကိုပို့နေတာပဲလို့အဲ့လိုကျွန်တော်တွေးမိတယ်ပေါ့နော်ဟုတ်ကဲ့အတင်းကိုထောင်ထဲကိုအတင်းပို့ချင်တဲ့သဘောရှိတယ်လို့ကျွန်တော်တွေးလိုက်မိတယ်ပြီးတော့လို့ပြည်အုပ်စုတွေကထောင်ထဲဝင်စီချင်တာကတော့ဒါသူတို့ရဲ့ဆန္ဒထောင်ကျစီကျွန်တော်ထောင်ကျစီကျွန်တော်ဒါသူတို့ရဲ့ဆန္ဒဆိုတော့ဒါဒီကောင်ကြီးကတော့ဒီလိုပဲရေးမှာပဲကျွန်တော်တို့ရဲ့ဆန့်ကျင်ဘက်မှာရှိတယ်ကျွန်တော်တို့ရဲ့ဒီသဘောထားမတိုက်ဆိုင်တဲ့ဘက်မှာရှိနေတဲ့အခါကျတော့ယူဆမှုတွေမှာရှိတယ်သူတို့ကျွန်တော်ထောင်ကျစီကျွန်တော်ကမဆန်းဘူးပေါ့နော်ထောင်ကျစီကျွန်တော်မဆန်းဘူးပြီးတော့အစိုးရအာဏာပိုင်တွေကျွန်တော်ဖမ်းတာကိုမြင်စီခြင်းနဲ့ပေါ့ဖမ်းသွားပြီးတော့မင်းတို့ဒီဆိုရရဲ့တွေ့လားဒီမိုကရေစီဆိုရဘုံတွေ့လားသတင်းသမားတွေကိုလည်းဖမ်းတယ်သူတို့ဘောမတွေကောင်လည်းဖမ်းတာပဲဆိုတော့မျိုးသူက narrative လမ်းကြောင်းချိုးတာပေါ့ narration လုပ်တာပေါ့ narrative လုပ်တာပေါ့ဆိုတော့ကျွန်တော်အဲ့ဒါတော့ပြည်တွေဟောတော့ကျွန်တော် highlight တိတ်ကောင်းတဲ့တိတ်အရင်တော့မရှိပြီမဲ့ဒီကိစ္စကနေတည်ပြီးတော့ကျွန်တော်ပြောချင်တဲ့အကြောင်းကလည်းပေါ်လာလို့ဗျာဘာလို့ဆိုတော့ကျွန်တော်ပြီးနေပြီမပြီးသေးရသူတို့ပဲဆိုတော့မပြီးသေးရသူတို့ဆိုတာကကျွန်တော်6ညရုပ်သံမပြောပြတဲ့ကိစ္စကတချို့သောသူတွေအတွက်တော်တော်ကိုအရေးကြီးလို့လားပေါ့နော်တချို့သူတွေတော်တော်ကိုပဲတချို့သောသူတွေအတွက်ပါလူကျွန်တော်တကယ်ချစ်ကြတဲ့သူတွေအတွက်မဟုတ်ဘူးနော်ကျွန်တော်စမြစ်ကြတဲ့အုပ်စုပေါ့အဲ့ဒီအုပ်စုတွေတော်တော်ကိုပဲမျက်စိစပုံမေးစူးစရာဖြစ်နေတာလားတော့ကျွန်တော်မသိဘူးနောက်တစ်ခုကပြန်ထွက်လာတာကိုလည်းပြန်ထွက်လာတယ်ပေါ့ရုပ်သံပြန်ထွက်လာတာပြောတာထွက်လာဆိုအမလီစကလုံးတွေလည်းကျွန်တော်ကခုမှပိုရွေးချယ်ပြောနေတဲ့ဘဝရောက်နေကျွန်တော်ကအရင်ကကိုယ်လည်းဘယ်လိုပြောလို့ရမလဲခုစကလုံးတော့ရွေးရတဲ့ဘဝရောက်နေတယ်ဒီပြန်ထွက်လာတဲ့ခါမှာလေသံပြောင်းပြီးလို့မျိုးစုံပြောနေကြတော့ဗျာကျွန်တော်ကစကလုံးကိုကြံဖန်ရွေးနေတဲ့ဘဝရောက်နေတယ်ကျွန်တော်ကအဲ့တော့ကျွန်တော်ရုပ်သံပြန်ထွက်ပြော6ညရုပ်သံမပြောပြပြီးတဲ့နောက်ရုပ်သံပြန်ထွက်ပြောတဲ့အခါကျတော့လေကျွန်တော်အမြင်ကကြတဲ့အုပ်စုကြီးကြတော့လေမမြင်ချင်ဘူးထင်ပါတယ်ဗျာဒီကောင်ကဘလို့ဟိုလိုဒီလိုနဲ့ပြောပြန်ရောဗျာဆိုတော့ကျွန်တော်မှလည်းဘလို့မှမလွတ်ဘူးဘလို့နေမလို့ဖြစ်တယ်ကျွန်တော်လည်းဘာဆက်ပြောမှမသိဘူးအဲ့တော့စိတ်ထဲမှာဘာဖြစ်သွားလဲဆိုတော့ငါ့ကိုထောင်ထဲဝင်သေးခြင်းလို့တော်တော်များလူတွေကတလွာတော်တော်ရှိတာပဲထောင်ထဲဝင်သေးခြင်းတာအဲ့လိုအလွာထဲမှာပြည်ပြည်အုပ်စုကိုကျွန်တော်မပြောပြည်ပြည်ကထားရတော့ဒီကောင်တွေကကျွန်တော်မတူအဲ့တော့ပြည်တွင်းမှာနေထိုင်တဲ့တခါတည်းမှာကျွန်တော်တို့ ਨੇ လုပ်ငန်းချင်းခက်ဆင်တူတဲ့လုပ်ငန်းတူတဲ့ပုံစံတူတဲ့သူတွေအချို့တော့မှပဲကျွန်တော်ထောင်ထဲမှာမြင်ခြင်းတဲ့ပုံပေါ်တယ်တချို့တွေပါနော်ကိုယ့်စိတ်ကိုသိကြပါတယ်တချို့လူတန်းစားအလွာကိုပြောချင်တာခင်ဗျားတို့ကိုယ့်စိတ်ကိုသိပါတယ်ခင်ဗျားတို့စိတ်ကိုခင်ဗျားတို့သိပါတယ်ကျွန်တော်မြင်ထောင်ထဲမှာကြာသွားထောင်ကျသွားအေးရောကွာဆိုတော့တော့ထောင်ကျစီချင်တာဆိုတော့မသိစိတ်ကလေးရဲ့ကျွန်တော်ထောင်ကျစီချင်တဲ့စိတ်ရှိကြတဲ့ကျွန်တော်တို့လည်း level 2လုပ်ငန်းတူတဲ့နေရာအလွာတစ်ခုကပုံကူအချို့ကိုလည်းကျွန်တော်တတိထားမိသွားတယ်ဒီဖြစ်စဉ်မှာပြီးတော့တချို့တော့ဒီအကျိုးစီးပွားသူတို့အကျိုးစီးပွားတွေကိုကျွန်တော်ဝေဖန်ထောက်ပြတဲ့အခါမှာတချို့သူတို့အကျိုးစီးပွားကိုထိခိုက်သွားတဲ့အခါမခံချင်စိတ်ဖြစ်ကြတယ်ထိခိုက်သွားတဲ့အခါကျွန်တော်တခွက်စီခြင်းနဲ့အလှော်တစ်ခုလေးရှိတယ်အဲ့ဒီအလှော်ကလည်း
ကျွန်တော်ဒီလိုရုပ်သံပြတ်ထက်ပြောတာကိုကြည့်ပြီးတော့စိတ်ထဲမှာသူတို့ဘလို့မှဟိုဖုံးရပြမိရတယ်ဖြစ်တဲ့အလွာတော်လည်းကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တော်တော်စိတ်တော့ဟိုဘာဖြစ်လို့ဆိုကျွန်တော်တိုင်းပြည်ကဒီပုံစံနဲ့ဘယ်လိုလုပ်ပြီးတော့ရင်ကြားစီရေးတို့တယောက်တယောက်ဟိုတိုင်းသားစီလို့ညီညွတ်ရေးတို့ရင်ကြားစီရေးတို့တယောက်တယောက်ကိုဒီမိုကရေစီစနစ်ကိုအကောင့်တွေပေါ်ဖို့ကိစ္စမှာတယောက်တယောက်ကဘယ်လိုလုပ်ရတော့မလဲပေါ့နော်ဘယ်လိုရတော့မလဲပေါ့ဘာလို့ကျွန်တော်ရုပ်သံပြောတဲ့ကိစ္စဒီကျွန်တော် style ကကိုကလေးကရုပ်သံပြောတဲ့ style ကိုကလေးကသတင်းကြညာတာမဟုတ်ဘူးပြီးကျွန်တော် comedy reporting လုပ်တာရင်တော့အခုတော့ comedy reporting မလုပ်ရတော့ဘူးဘာလို့ comedy ဆန်းဆန်းဟာတာလေးတွေကလီတာရှိတာထိတာငေါ့တာပြီးတော့ဟာတာလေးဖောက်လိုက်တာအဲ့လိုမျိုးတွေပြောရင်အဲ့ဒါပြောတာကိုလေအမြင်ကတဲ့အလွာရှိတယ်ဆိုကျွန်တော်မှလည်းကျွန်တော်ဘလို့နေအမြင်ကတဲ့အလွာရှိနေတော့ကျွန်တော်ပြောနေလို့လားကျွန်တော်ဖြစ်နေလို့လားကျွန်တော်ရုပ်တံတစ်တလုံးမပြောတော့မြင်နေကြတာလားဆိုအဲ့အလွာတစ်ခုကိုကျွန်တော်မေးချင်တာအဲ့တော့တာမန်ကျွန်တော်ကိုချစ်ကြတယ်ကျွန်တော်နဲ့တူရင်ပတ်ချင်းတူတယ်ကျွန်တော်ရဲ့ဟိုဟာတာအပြောလေးတွေအရှုံးဖောက်တာလေးတွေသဘောကျလို့ပြုံးရတယ်ကျွန်တော်ကြောင့်ပြုံးရရည်ကြသတင်းချက်လေးသိကြလို့စိတ်ချမ်းသာကြတယ်ကျွန်တော်ချစ်ကြတဲ့သူတွေတော့ကတော့တကယ်ကျေးဇူးတင်တယ်အဲ့ဒီလူတွေကကျွန်တော်ရဲ့တကယ်ကိုဟိုအမာခံနေဖြစ်နေကျွန်တော်တွေ့လိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ6ညတီရုပ်တံမပြောပြလိုက်ခြင်းရဲ့နောက်ွယ်မှာဘာဖြစ်သွားလဲဆိုတော့ဘာရလဲဆိုတော့ကျွန်တော်ကိုထောင်ချသွားစေခြင်းတဲ့လူတွေကျွန်တော်ဒုက္ခရောက်စေခြင်းတဲ့သူတွေကျွန်တော်ကြက်တဲ့တွေ့ပြီးတခါတည်းဟိုဒုက္ခဘယ်လိုပြောမလဲဘယ်လိုမှဘာဖြစ်လို့များဖြစ်စေခြင်းတဲ့လူတန်းစားအလွှာတစ်ခုကိုလည်းကျွန်တော်မြင်လိုက်ရတယ်တချို့တော့ကျွန်တော်တကယ်ချစ်ကြတဲ့အလွှာကိုလည်းကျွန်တော်မြင်လိုက်ရတယ်တကယ်စိတ်ပူပြီးတကယ်ချစ်အလွှာကိုလည်းမြင်လိုက်ရတယ်ကျိုးကြတဲ့အကျိုးစီးပွားအလူငါကျိုးကြီးကတကယ်ဟိုဖြစ်ကြကျွန်တော်လှော်ကြတဲ့အုပ်စုတွေတက်ရှိတယ်ဆိုတော့ဘာပြောကျွန်တော်ဒီကြားထဲမှာတော့ရအောင်တော့ကျွန်တော်ရှင်းတန်ရအောင်ပါဗျာဘယ်တနိုင်မရှင်းတန်အောင်ပါပေါ့နော်ဆိုတော့သူတို့ဘယ်လိုပဲပြောတိုက်တာပြောပေါ့နော်ကိုကတော့ကျွန်တော်တို့ကိုယ့်အကိုဆက်ရှင်တန်ရအောင်ပါပဲမတတ်နိုင်ဘူးကျွန်တော်ဒီခီးလန်းဒီလန်းကိုဒီဖောက်ပြီးဆိုရင်ဒီလန်းကျွန်တော်ရှောက်ခဲ့တဲ့ကိုဖောက်ခဲ့တဲ့လန်းကိုဆက်ရှောက်အောင်ကိုမရှောက်ဘဲနောက်ပြန်လှည့်တော့မှသာလျင်ကျွန်တော်တို့ကလူတွေကိုကျွန်တော်ပေရီထားခဲ့သလိုဖြစ်မှာစိုးတယ်ပေါ့နော်ကျွန်တော်အဲ့လိုတော့မဖြစ်ချင်တော့ကျွန်တော်ဆက်ပြီးတော့ရှောက်အောင်ပေါ့နော်ပြီးတော့တချို့တွေကမဟုတ်ကျွန်တော်ဘာမှမဟုတ်ဖြစ်ဘူးအေးစေးပါမဟုတ်ပါဘူးဆိုလဲဟုတ်စေခြင်းနဲ့လူတန်းစားတော်ရှိပြန်တယ်အဲ့တော်လားမဟုတ်ပါဘူးဆိုလဲဟုတ်စေခြင်းနဲ့ဟုတ်ပါဘူးဆိုတာကကျွန်တော်ဖမ်းသွားပြီးတို့တခါတည်းဦးဆောင်ကြီးထားတယ်တို့ရိုက်တာထိုးတာကြိတ်တာတို့တခါတည်းလေဘင်းညစ်တာတို့မျိုးစုံပေါ့ဗျာကျွန်တော်နှိပ်ဆက်တယ်တို့ဖိအားပေးတယ်တို့တခါတည်းဘာခေါ်လဲဒီကျွန်တော်မျိုးစုံပေါ့ဗျာသူတို့ပြောတာကျွန်တော်လည်းမပြောတတ်ဘူးသူတို့စကားလုံးတွေကိုစုံနေတာသူတို့ပြောတာကျွန်တော်အာနာပိုင်းဖွဲ့စည်းတယ်ကျွန်တော်ခေါ်ပြီးတော့ဗျာနဗန်ချင်းတဲ့ပုံစံမျိုးတွေပြောကြတဲ့အုပ်စုတွေရှိတယ်အဲ့ဒီအုပ်စုတွေကိုလည်းဖမ်းသွားပြီးဘာညာစားပေါ့ပြောရလူတွေအဲ့လိုမဟုတ်ဘူးလို့ပြောတာကိုလည်းမဟုတ်ဘူးဆိုတော့မယုံတဲ့အုပ်စုလည်းရှိသေးတယ်မဟုတ်ဘူးဟုတ်တယ်ဆိုကျွန်တော်ဘာဆက်ပြောမသိအောင်ပဲဘာဆက်ပြောမှမသိလို့ဖြစ်သွားတယ်ကျွန်တော်တကယ်ဟုတ်စေချင်ကြတာထင်ပါတယ်အဲ့ဒီအလွှာလေဆိုတော့အဲ့လိုသူတို့အဲ့လိုဟုတ်တယ်လို့သူတို့ဖြစ်စေချင်ကြတယ်လို့ဘာလဲကျွန်တော်တို့တကယ်ဒီနိုင်ငံတော်ကြီးကတွေအာဏာပိုင်ဖွဲ့စည်းနေကျွန်တော်တို့ကြားမှာရန်ပွဲတွေဖြစ်စေချင်တာလားတမင်သက်ကိုတစ်ဖက်နဲ့တစ်ဖက်ကိုအညိုးတေးမထားထားအောင်တမင်တွန်းပို့ချင်နေကြတာလားဘလို့ရွေးချက်တွေလို့ကျွန်တော်မသိကြဘူးဗျရွေးစိုးနေတယ်ကျွန်တော်မဟုတ်ဘူးလို့ပြောလဲမရဘူးဟုတ်တယ်မလားဆိုတာ ਨੇ ကျွန်တော်တို့စိတ်ပူနေတာလို့ပြောတော့မျက်နှာကြီးစိတ်ပူတာမှမသိပြောတယ်မှမသိအဲ့လိုတလွာလည်းရှိသေးတယ်ဆိုတော့ကျွန်တော်တို့စိတ်မကောင်းဖြစ်တယ်အဲ့တော့နောက်ပြန်ကျွန်တော်အခုဒီအပိုင်းကျွန်တော်အပြင်မှာသွားလာရှိတယ်ကျွန်တော်ဒီဘက်အပြင်မှာကိစ္စလေးရှိလို့ပါကျွန်တော်ဒူးကမသွားပါဘူးကျွန်တော်ကိစ္စလေးကျွန်တော်ချစ်ခင်ကျွန်တော်ရင်းနှီးတဲ့ကျွန်တော်စိတ်ချယုံကြည်ရင်းနှီးတဲ့သူတွေနဲ့ဆိုရင်ကျွန်တော် AC အမြဲတမ်းရင်းနှီးတဲ့သွားတယ်ဒီလိုသွားတယ်အဲ့လိုသွားလာကြည့်ရှိတဲ့ခါကြလို့ရှိရင်အပြင်မှာရုပ်တရက်တွေ့တဲ့ခါကြရင်လည်းမလိုရတဲ့မိကုန်းတွေထပ်မမေးပါနဲ့တော့ဗျအောင်တော့လုံးလို့ပါခင်ဗျားတို့မိကုန်းတွေကဘာဖြစ်လို့ဆိုတက်မဲ့ကျွန်တော်ကြောက်ကြစေချင်တာလားပိုတော်မှပဲဖြစ်စေချင်တာလားဒုက္ခရောက်စေချင်တာလားကျွန်တော်ပြန်မေးအောင်ဖြစ်နေအဲ့တယောက်ကကျွန်တော်အခုအကယ်၍လားအပြင်မှာတယောက်ကတွေ့လို့တယောက်ကလားကိုကျွန်တော်6ရက်ပျောက်သွားတာကဟိုလိုလားဘာလားမေးရင်တော့ခင်ဗျားပို့လည်းပြောခင်ဗျားလူရင်းဖြစ်နေပါစေခင်ဗျားကျွန်တော်စကားပြောတော့ဗျာဘာလို့ဆိုခင်ဗျားတို့ကဘာဖြစ်လဲဆိုမဟုတ်ဘလို့မှရှင်းပြလို့မရတော့မဟုတ်ပါဘူးဆိုလဲခင်ဗျားတို့ကမရဘူးဖြစ်နေတော့ကျွန်တော်အဲ့လိုထောင်ကြစေချင်ကြရလားတကယ်ဖမ်းတာကိုပဲမြင်နေကြတာလားအဲ့လိုပဲပြောအောင်ဖြစ်နေပြီဆိုတော့အဲ့လိုဖြစ်နေတယ်နော်အဲ့တော့ဖြစ်နေတယ်ကဲခင်ဗျားတို့အဲ့လိုဆွဆွဲမဲ့သားဆွဆွဲလိုက်ပါလားကျွန်တော်နဲ့လီဆာလေးနဲ့ထိုင်းနိုင်ငံမှာဘာညာလို့ဆွဆွဲစမ်းပါဗျာဆွဲစမ်းပါအဲ့လိုတန်ဖိုးရှိရလေးနဲ့ဆွဲစမ်းပါကျွန်တော်လည်းအဲ့ဒါမျိုးလေးတွေဆွဆွဲခံရတော့လီဆာလေးနဲ့လိုရိုစီလေးနဲ့လိုရိုစနော်လိုဘာလိုနဲ့ဆွဆွဲလိုက်ရင်တော့ကျွန်တော်ပါဗျာပီတီလေးဖြစ်เสียရှိသေးတယ်ကိုပါဗျာကျွန်တော်လည်းဘာပြောမှမသိတော့ဘူးနော်ဒီနေ့နေခဲ့တယ်လေအဲ့ဒီတိုင်းပဲတချို့တွေ့တယ်ကျွန်တော်ပဲအမြင်ကတ်တဲ့ပုံမှန်နဲ့လာတော့မသိပါဘူးဗျာထောင်ဝဲကြတယ်ဆိုဒီနေ့နေခဲ့တွေ့တဲ့ပွဲတွေဒီတိုင်းပဲကျွန်တော်တို့ကစိတ်ပူနေတာစိတ်ပူတာလားကြားသိချင်တာလားလို့ကျွန်တော်တခါကျဒဲနေဖြစ်စီတော့ပေါက်တော့တယ်ဗျာစိတ်ကလည်းမရှိတော့ဘူးကိုလည်းပြောရဲကိုလိုလေးကိုကောင်းမို့လုပ်ပြစီပဲကျွန်တော်ပြောပြရစီဘယ်အာဏာဖွဲ့စည်းမှာကျွန်တော်အာရုံမနာဘူးသူတို့ကအာရုံပြန်တော့တယ်တကယ်ကိုစိတ်နေတယ်ကျွန်တော်တို့တော့စိတ်နေပါတယ်ဒါလေးတော့ကျွန်တော်ကြိုးကြလို့ကျုံလို့ထည့်ပြောတာကျုံလို့ထည့်ပြောတာကိုလည်းတော်တော်
လူတွေကိုကျွန်တော်လေးတော်အလွာတစ်ခုတည်တာတချို့ကျွန်တော်နဲ့ကျေးဇူးမကင်းတယ်ကျွန်တော်အကူအညီယူထားတယ်တချို့တော့မှပဲအာဘောင်အိုင်းတဲ့တန်ပြောကြတာအာထောင်ပုံမှဘယ်နှခုနဲ့ဘလို့ဖမ်းပေါ်တာဘလို့ပါညာဆိုကျွန်တော်ပြန်ကြားရတဲ့ခါကျတော့စိတ်ထဲဩလို့မဟုတ်တာတွေဘာလို့လျှောက်ပြောကြတာလဲဒီလူတွေကဘလို့အဲ့လိုတော့အဲ့လိုဖြစ်ကြတယ်လေပေါ့နော်ကျွန်တော်တွေးပြီးတော့စိတ်ထဲတော့တွေးမိတယ်ပေါ့နော်အပြင်ကအဆိုင်အတွင်းဘလို့ဒီနယ်ပယ်ကိုနဲ့တိတ်တူတဲ့နယ်ပယ်ကပြောရင်ပို့ပြီးတော့စိတ်ထဲတော့ဒီလူတွေရဲ့စိတ်ကိုကျွန်တော်ကြည့်ပြီးတော့ဒါကြောင့်ကျွန်တော်စိတ်ထဲမကောင်းဖြစ်ဒါကြောင့်ကျွန်တော်ဂျာနယ်တယောက်ကအောက်မှာ comment ကျွန်တော်တော့ပေးပါတယ်ကျွန်တော်သတင်းမီဒီယာလောကကြီးကဘာဖြစ်နေလဲဆိုတော့လို့ကျွန်တော်သတင်းမီဒီယာလောကကြီးဘာဖြစ်နေလဲဆိုတော့ချင်းတောင်းထဲမှာရှိနေတဲ့ကဏ္ဍတွေလိုပဲလို့ချင်းတောင်းထဲကကဏ္ဍတွေလိုပဲလို့ချင်းတောင်းထဲမှာကဏ္ဍတွေရှိတယ်ထည့်ထားကြည့်ချင်းတောင်းထဲမှာကဏ္ဍတွေထည့်ထားကြည့်လိုက်ကဏ္ဍတစ်ခါအပေါ်တက်ပြီးဆိုတော့အောက်ကဆွဲချတာအဲ့လိုချင်းတောင်းထဲကကဏ္ဍတွေလိုပဲလို့ချင်းချင်းပြန်ပြီးတော့အဲ့လိုချနေကြတယ်လောကကြီးစိတ်ပြည့်စရာကောင်းတယ်ကျွန်တော်တို့မီဒီယာလောကသတင်းမီဒီယာလောကကြီးပြီးရင်ဘာမှမဟုတ်တဲ့ယာရုတည်တည်လေးအတွက်ကိုတခါတည်းကလပန်ထိုးဖို့လည်းဝင်မလေးတဲ့မီဒီယာလောကကြီးဘာမှမဟုတ်ယာရု PC လေးတွေလည်းကလပန်ထိုးဝင်မလေးတဲ့ရီမန်းချက် PC လေးပေါ့ဗျာဘာမှမဟုတ်တဲ့ဘဝမှာဘာဆုံးဖြတ်ချက်မှပေးဖို့မရှိတဲ့ power လေးတည်တည်လေးအတွက်တောင်မှပဲအတင်းကလပန်ထိုးဖို့ကြိုးစားတယ်နောက်ကျောတိုင်းထိုးကြိုးစားတဲ့လူတွေကလည်းရှိသေးတယ်ဗျာကျွန်တော်လောကတော်စိတ်ပြုတ်ကိုကောင်းတယ်တော်စိတ်ကိုကောင်းတယ်အဲ့တော့ကျွန်တော်နောက်ကမျိုးဆက်တွေကျွန်တော်တခါတည်းပြောနေကျွန်တော်ညီညီမတွေခိုင်းပေါ်တယ်မှတ်ထားလူငယ်တယောက်ကိုအောက်ကညီတယောက်ညီမတယောက်ကိုတဲ့တော်လာရင်တို့ဝိုက်ပြီးတော့ပြောက်ပြီးမခုံနဲ့တင်မရမယ်ကွာဒီလိုစိတ်မျိုးထားကြမယ်ဒါမှတို့စီနီယာကောင်းပြီးသားမှာဆိုစိတ်မျိုးကျွန်တော်ညီငယ်မျိုးကညီမငယ်ဒီလိုပဲကျွန်တော်တင်နေတော့တယ်ဘာလို့ကျွန်တော်ရှေ့မှာမြင်ထားရတယ်ကြည့်ပြီးစိတ်မချမ်းသာလို့ဒီလိုပဲကျွန်တော်ပြောချင်တာတော့အဲ့တော့အရာဝရီကအုပ်စုတွေလည်းထောင်ကျစေချင်ကြတာလားအဲ့အုပ်စုကတယောက်နေတဲ့အုပ်စုတွေမေးချင်တာဝယ်မင်းတို့ငါထောင်ကျစေချင်တာလားမရောက်ဖြစ်နေဒုက္ခပဲလို့နော်ကဲဘောလေကဲအဲ့ကျွန်တော်တို့မပြပြတဲ့နောက်မှာကျွန်တော်တို့ဘာပြောရမလဲဆိုတော့ကျွန်တော်တို့နဂရဗေဒပညာရှင်လို့လည်းခေါ်တယ်ဝေဒပညာရှင်လို့လည်းခေါ်တယ်ဆရာဒေါက်တာဖိညာဒေါက်တာဖိညာတစ်ဖြစ်လဲဒီဖုန်းကြီးပေါ့နော်ဖုန်းကြီးဝတ်နေတဲ့ဒေါက်တာဖိညာလောက်ချင်တက်ဖြတ်ခံလိုက်ရတက်ဖြတ်ခံလိုက်ရတယ်ဘယ်လိုကြောင့်လဲဆိုတက်ဖြတ်ခံလိုက်ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားတယ်ဗျာအဲ့ဒါကျွန်တော်တော်တော်လေးဒီနေ့မှသိလိုက်ရပါတယ်အဲ့ဒါတော်တော်လေးစိတ်မကောင်းဖြစ်ရကြောင်းလေးပထမဆုံးပြောချင်ပါတယ်ဒေါက်တာဖိညာတော့ကျွန်တော်တစ်ခါမှအပြင်မှာတေချာတစ်ခါမှတော့မစုံဘူးလို့ကျွန်တော်သတိထားမိတယ်ပေါ့နော်ဆိုတော့ဒေါက်တာဖိညာကဘယ်နဲ့နက်ကပညာပညာရှင်လဲခေါ်ရည်ပြက်ကလေးအဖွဲ့လာပါလားမသိအဲ့မှာလဲသူကတကယ်ရောဖြစ်တဲ့ပုံကိုတယောက်ပေါ့နော်အကြံပေးပုံကိုတူလည်းဖြစ်တယ်ပေါ့ကျွန်တော်တို့သူ့ရဲ့ဂုဏ်မှုတွေကများပါတယ်နောက်မှသူနိုင်ငံတော်အဆင့်တကယ်ကိုနိုင်ငံတော်အဆင့်ပုံကိုတွေကဆိုသူဒီတိမတ်ပြုထားတဲ့ပုံကိုတူပါဒေါက်တာဖိညာပေါ့ဒေါက်တာဖိညာခေါ်ပေါ့နော်ဒီဘွဲ့ကြီးအရှင်ပညာဝန်သားပေါ့နော်အရှင်ပညာဝန်သားတဲ့နော်ပညာဝန်သားအရှင်ပညာဝန်သားဟာတဲ့မော်ဘီမြို့နယ်စန္ဒကူးမြိုင်သာသနာရိပ်သာမှာသူကဒီတပားเจ้าဆောင်လေးနဲ့သူနေတယ်အเจ้าဆောင်လေးတော့ဆောက်တည်တော့ဗျာဆောက်တည်ပြီးသူကတပားเจ้าဆောင်လေးသူနေတယ်တော့လည်းဆောက်တည်နေတယ်နေနေတာပေါ့ဗျာနေရကြာပြီကြာပြီဆိုပေမဲ့အဲ့လိုကြာနေပေမဲ့သူကအေးစင်းနေပေမဲ့ဒီကနေ့မနေ့မှာတော့သူ့အခန်းထဲမှာသူ့အိမ်ထဲမှာလဲနေတယ်ဓာတ်တိုင်ရနဲ့သူ့အိမ်ထဲမှာလဲနေတဲ့ရုပ်အလောင်းပေါ့အဲ့တော့တွေ့လိုက်ရတယ်အဲ့တော့ဒီနေ့မနေ့လောက်မှာသူဟိုပါရီကပေါ့တပားเจ้าမှာတော့နေတော့အဲ့ဒီเจ้าမှာဝေရောက်ဆက်လုပ်တဲ့ဖွဲ့တွေကဆရာတော်ပြင်ထွက်မလာလို့ဆိုပြီးတော့တကားခောက်တဲ့အချိန်ကျမှဆရာတော်ကဦးစင်းပေါ့နော်ဖုံဦးစင်းကအထက်မှာသူ့အိမ်ထဲမှာလားတဲ့လဲနေတာတွေ့တော့အဲ့မှာလည်းပြန်တော်မူနေပြီတဲ့ပြန်တော်မူနေပြီးတော့တွေ့လိုက်ရတယ်တော့ခုချိန်ခုဆိုရင်ဒါဒီနေ့ဆိုရင်ဒီနေမြေတပ်ဖွဲ့တွေနဲ့မြို့နယ်ရဲတပ်ဖွဲ့တွေအကုန်အဲ့ဒီနေမျိုးဆင်းသွားပြီးတော့ဒါဒီဖြစ်စဉ်ကိုအမှုလိုက်နေပြီပေါ့နော်ဆက်လိုက်နေပြီဒါဘယ်သူဖြစ်တာလဲဘယ်လိုလုပ်တာလဲဒီကွင်းဆက်ကိုတောက်ချောက်လိုက်နေပြီပေါ့နော်ဆိုတော့ရုပ်တရက်ကြီးလေဒါရုပ်တရက်ကြီးဆိုတော့ဒီဟာကဒီဘုံကဒီတော့နိုင်ငံတော်အကြီးအကဲတွေအစစ်ပုဂ္ဂိုလ်တွေကအတိမတ်ပြုထားတဲ့ပုဂ္ဂိုလ်တို့ဖြစ်တယ်။ဦးတန်းရွှေတို့ရောဦးတန်းရွှေလက်ထက်ကလေးကရောနောက်ဒီလက်ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးတို့အစားလက်ရှိရန်ကုန်ကအစိုးရရရှိတွေလွှတ်တော်ဥက္ကဋ္ဌတွေအစားတကယ်ကိုကြုံလို့တော့ကိုးကွယ်စိတ်ကတဲ့ဖုံတပါပါနော်ဖုံတပါပါအဲ့တော့သူဟာကလည်းရန်ကျုံရန်စားရှိသလားဆိုတော့ရန်ကျုံရန်စားဆိုတဲ့ခေါင်းစဉ်ကိုလည်းရှာလို့ကလည်းသိမရှိဘူးပေါ့တခါ PDF လားဆိုတော့လည်း PDF ရဲ့ခေါင်းစဉ်လည်းမဟုတ်ပြန်ဘူးမဟုတ်နိုင်ဘူးပေါ့နော်မဟုတ်နိုင်ဘူးပေါ့ဖြစ်နိုင်ခြေရှိဆုံးကခံမှန်းကြတာတော့ကျွန်တော်တို့ခံမှန်းကြတာတော့ဒီဆေးကြောင်တဲ့ကောင်တွေနောက်တစ်ခါဘာလဲဆိုတော့တခိုးချဖိုးတွေကိုစိုးလူနိုင်တွေနောက်တစ်ခါဒီလောင်းကစားကြီးကြုံတွေဖြစ်သွားတဲ့ဒီ online game တွေကိုကျွဲ game ငါး game ဘာ game ညာ game ပေါ့အဲ့ game တွေကြီးကြုံဖြစ်သွားတဲ့အုပ်စုတွေပတ်စံလိုတဲ့အခါကျတော့ဖုန်းကြီးစီမှာတွားပြီးတော့ဓမြတိုက်ပုံရပါတယ်ဓမြတိုက်နဲ့လက်လုံချေလုံးတက်ဖြတ်မိတဲ့ပုံပေါ်ပါတယ်ဖုန်းကြီးဆိုတော့လေဘာဖြစ်တော့အဲ့တော့တက်ဖြတ်မိတဲ့ပုံပေါ်ပါတယ်အဲ့တော့အဲ့ဖုန်းကြီးကအခုတွေ့နေမှာကိုလုံးတွားရှာပါတယ်နော်ဆိုတော့ဒီကိုလုံမှုနဲ့ပတ်သက်ရင်လည်းပြန်တော်မူတဲ့ပတ်သက်ရင်လည်းသက်ဆိုင်ရတဲ့ဖွဲ့တာဝန်ရှိသူတွေကတော့ကိုလုံနာပြန်တော်မူသွားတာတက်ဖြတ်အသက်ခံလိုက်ရတာတော့မှန်ကြောင်းဒီပြုပါတယ်ကျွန်တော်တို့ဒီပြုပါတယ်ပြီးတော့ဒါပေမဲ့အသေးစိတ်ကိုတော့သူတို့ဆက်လက်စုံစမ်းနေတယ်မို့လို့ဆက်ပြီးတော့ဒါတော့မသိသေးဘူးပေါ့နော် report တွေကတော့နောက်မှဆက်လိုက်လိမ့်မယ်ဒါတော့တဘောတော့ဒီเจ้าကိုလာခဲ့ဘူးသူသွားခဲ့လာခဲ့ဘူးအဲ့ဒါအကုန်လုံးသူတို့လိုက်ပါလိမ့်မယ် CCTV မှတ်တမ်းတွေရှိရင်လည်းရှာပါလိမ့်မယ်သူတို့
ရတော့စုံစမ်းဖော်ထုတ်ကြပါလိမ့်မယ်ဖော်ထုတ်ပြီးတော့ဒီသူ့ဟာသူအေးအေးဆေးဆေးဒီနိုင်ငံရေးကိစ္စတွေနိုင်ငံအရေးကိစ္စ sorry နိုင်ငံအရေးကိစ္စတွေကနေအေးဆေးဆေးနိုင်ပိုင်းနဲ့ဘုန်းကြီးဝတ်နေတဲ့ဘုန်းကြီးတော်အကောင်းမနေရတော့အောင်တော့တက်ရတော့အောင်တော်တော်ဆိုးရတဲ့လူတက်မှုတွေဖြစ်တာကတော့စိတ်မကောင်းစရာပါပဲအဲ့တော့ဒီပြန်လုံတော်မူသွားတဲ့ဆရာတော်တို့လည်းဒါကျွန်တော်တို့ဦးစင်းတို့လည်းကျွန်တော်တို့ဗာတွေးရမလဲဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာယူဆရဆိုရင်တော့ဝတ်ပေါ့ဗျာဝတ်ကျွေးလို့ပဲပြောမှာပေါ့နော်ဟိုတကယ်လူပြန်လုံတော်မူသွားတဲ့ကိစ္စကိုမှားတယ်မှန်တယ်ကောင်းတယ်မကောင်းတယ်ပြောတော့မဟုတ်ဝတ်ကျွေးပေါ့ကျွန်တော်တို့ဗာပေါ့အတိတ်ဝတ်ကျွေးကံပါလာရင်ကျွန်တော်တို့ကလက်ရှိလက်တွေ့ပေါ်မှာဆက်ရလိမ့်ရှိတယ်ဆိုတော့မျိုးပေါ့နော်ဆိုတော့ဝတ်ကျွေးကံပါလာရင်ကျွန်တော်တို့ဆက်ရတယ်ဝကျွေးကံဆိုတာကလည်းရှင်းပြကျွန်တော်တို့ဝကျွေးကံမှာတပားသူရဲ့လက်ချက်နဲ့တည်ဆုံးနိုင်တယ်ဆိုရင်တေချာပေါ့တပားသူလက်ချက်နဲ့တည်ဆုံးတာများပါတယ်ဟိုနေတာများတာစောတာနောက်ကျတာအဲ့ဒါတော့ကံဟိုရှေ့နောက်ရွှေ့တာမျိုးလေးတော့ရေရချီလောက်တာရှိတယ်ပေါ့နော်သို့တော်လည်းတေချာတော့မလွတ်ဘူးပေါ့နော်ဘာလို့ကျွန်တော်တို့ဗုဒ္ဓရဲ့လက်ဝဲရလက်ရရန်ဒီလိုအက္ခတာဝကကြီးတော့ဒါဟိုကြုံခဲ့ရဘူးလေဆိုတော့ဒါတွေဟာတိတိလေးတော့မဟုတ်ပါဘူးဟိုဝကျွေးတွေကကြီးပါတယ်ဗုဒ္ဓတော့ဒီဝတ်ပါလာတဲ့ကဝကျွေးပါလာတဲ့ကခံရဘူးတော့ဆိုတော့ကျွန်တော်တို့ဒါဝကျွေးတစ်ခုပေါ့နော်ဟိုဒီဥဒေါက်တာပညာရှင်ဘဝကနေပြီးတော့ဒီဘုန်းကြီးဝတ်တဲ့အချိန်ကြမှာပဲကျန်ပန်းဒီလူမတမာတဲ့လူရငါတယောက်ရဲ့တပ်ဖြတ်ခြင်းကိုခံလိုက်ရတာပေါ့နော်ဟိုလူမတမာတဲ့လူရငါတယောက်တပ်ဖြတ်ခြင်းခံရတာအဲ့တော့ဒီခါကျရင်ပညာရှင်တွေပညာတတ်တွေဟာလူမတမာတဲ့လူရငါရဲ့တပ်ဖြတ်ခြင်းခံရတာမျိုးကသိချင်တာကိုကောင်းတယ်ဟိုတိုင်းပြည်တွေကောင်းကျိုးပြုရင်းနဲ့တိုင်းပြည်တွေကျိုးပြုရင်းနဲ့သူကသူဟိုဖြစ်လို့ဟိုကောင်းကျိုးပြုတက်တွေကြီးလာလို့ကျမကြီးရောက်ပေါ်လွန်သွားတယ်ဆိုတာလူဖြစ်စင်တိုင်းသွားတယ်ဆိုတော့မျိုးကောင်းပါတယ်ကိုကတပားသူတပ်ဖြတ်ခြင်းခံရတယ်ဆိုကိစ္စမျိုးကြီးကတော့မကောင်းပါဘူးတိတ်တော့မကောင်းဘူးပြီးတော့သက်ဆိုင်ရာတာဝန်ရှိတဲ့ရတပ်ဖွဲ့ဝင်တွေလည်းစူးစမ်းပသားဖော်ထုတ်နေတယ်လို့အမှုဖော်ထုတ်နေကြတယ်အဲ့တော့မြန်မာစံဖော်ထုတ်ပြီးတဲ့နောက်အမှုပေါ်ပေါက်တဲ့အခါတတ်တဲ့တရားခံကိုထိရောက်တဲ့ရည်ယူမှုလုံးလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်တရားရေးကလည်းထိထိရောက်ရည်ယူလိမ့်မယ်လို့ယုံကြည်ပါတယ်เนาะအဲ့တော့တရားရေးတွေကတော့သက်ဆိုင်ရာထိရောက်ရည်ပြီးထောင်တွေကချပလိုက်ပေါ့ချပြီးသွားရင်တော့တခုပဲလွတ်ငင်းအနေနဲ့လွတ်ငင်းတွေပါများရှိလာခဲ့ရင်လည်းစဉ်းစားဆင်ခြင်ကြဖို့တော့သက်ဆိုင်ရာအာဏာပိုင်လူကြီးတွေတာဝန်ရှိသူတွေကိုတိုက်တွန်းပါတယ်เนาะဒါလေးတော့ကြုံကြိုက်လို့ဒီနေ့အဲ့ဒါလေးရင်ထည့်ပြောတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့နောက်တစ်ခုကဗာပြောရမယ်ဆိုတော့ဒီကိစ္စပြောသလိုတော့ပြည်မကွေးဘက်မှာပေါ့နော်ပြည်မကွေးဘက်မှာပြည်နဲ့မကွေးဘက်မှာပေါ့နော်ဒီဒူရဲမူကြီးအဆင့်ပါတဲ့ကားစီပြစ်ခတ်ခံရတဲ့ဖြစ်စဉ်တစ်ခုမနေ့ကဖြစ်သွားပါတယ်နော်ပြည်မကွေးပေါ့ပြည်မကွေးကားလမ်းပေါ့ပြည်နဲ့မကွေးသွားတဲ့ကားလမ်းမှာမနေ့ကဇူလိုင် 1 ရက်နေ့လေလောက်ပါဖြစ်သွားတာပါဒူရဲမူကြီးအဆင့်ပါတဲ့ကားပေါ့နော်ဒူရဲမူကြီးအဆင့်ပါတဲ့ကားဒူရဲမူကြီးဆိုခရိုင်ရဲမူအဆင့်ပေါ့နော်ခရိုင်အဆင့်ပါတဲ့ကားထားဆိုင်ကားစီပြစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားတယ်အောင်လန်ခရိုင်ရဲတပ်ဖွဲ့မှုဒူရဲမူကြီး1 line လို့ခေါ်တယ်သူကစင်ပောင်ဝဲမျိုးကိုထွက်တဲ့ချိန်ပြီးမကွေးကားလမ်းမှာဖျားတောင်ဝိတ်ကြီးပါနားမှာတဲ့နော်လက်တကိုင်ဖွဲ့နေပြစ်ခတ်တိုက်ခိုက်လိုက်တယ်ပြစ်ခတ်တိုက်ခိုက်လို့အဲ့မှာတချို့ထိခိုက်မှုတွေရှိသွားတယ်ဗောနော်ထိခိုက်မှုတွေရှိသွားတယ်အတန်ရတယ်တွေရှိတယ်နေပါဖြစ်သွားတယ်ပေါ့ဗျာเนาะအဲ့တော့ကျွန်တော်တို့ website မှာတော့အဲ့ဒီသတင်းကိုအကြမ်းမြင့်တင်ထားတာရှိပါတယ်မှုခင်းပြည့်စင်အသေးစိတ်ကိုတော့ကျွန်တော်တို့သေးစိတ်ကိုတော့ဒီရဲတပ်ဖွဲ့ထုတ်ပြချက်သို့မဟုတ်ရဲချီကနေရဲချင်းနိုင်ပါတယ်တော့ကျွန်တော်တို့မရဘူးပေါ့မရတော့တေချာအကြမ်းမြင့်တော့ပြောရခက်တယ်ပေါ့နော်သို့တော်လည်းကျွန်တော်တိတက်လောက်ပြောပြရရင်เนาะတိတက်လောက်ရတဲ့လောက်ပေါ့နော်ကျွန်တော်ရတဲ့လောက်စုံစမ်းမိတဲ့လောက်ပြောပြရရင်เนาะအဲ့ဒီ PDF ဖွဲ့ကလုပ်တယ်လို့ကျွန်တော်အကြမ်းမြင့်သိရတယ် PDF ဖွဲ့ဆိုတော့ဒီဖရားတော်ဝင်ကြီးပါဘက်ကိုဒီရဲဒူရဲခဲရဲမှုကြီးအဆင့်အုပ်ပုံစုတွေဖွဲ့လာလိမ့်မယ် online ကနေစမဝဲဘက်ကိုသွားတာကိုလာလိမ့်မယ်ဆိုတော့တရင်ကဒီ PDF ဖွဲ့ကကြိုရခဲ့ပုံရပါတယ်ရတဲ့အခါကျ PDF ဖွဲ့ကခံမှန်းချေ15ရောက်20လောက်ရှိတယ်အုပ်စုဖွဲ့ပြီးတော့သူတို့6မြောင်းပြီးတော့လက်နဲ့ငယ်လက်နဲ့ကြီးနဲ့ပြစ်ခတ်တဲ့ခဲဝင်လုပ်တယ်ပေါ့ဗျာပြစ်လိုက်ပြီးတော့မိနစ်20 30လောက်ကြာတယ်ပေါ့ပြန်လာပြစ်တာခတ်ကြတယ်ဖြစ်တယ်ဖြစ်တော့ရဲတက်သားတယောက်ရဲတက်ချက်တယောက်ပေါ့နော်သူကဥကောင်းကြီးထိခံပြီးတော့ထိပြီးတော့တန်ရပြီးဆုံးသွားတယ်ရဲအုပ်တယောက်ကတော့ညာဘက်တင်မထိတယ်သူရဲမူကြီးဝင်လိုက်တော့ဒီညာဘက်လက်ကောက်ဝဲမှာထိမှန်တယ်နည်းနည်းရသွားတယ်လို့သိရတယ်ဒါပေမဲ့လူကဘာမှဖြူအေးဆေးပေါ့နော်အဲသူတို့အောင်လန်ဆေးကိုအခုလောဆိုတော့ရောက်နေပြီပေါ့နော်ရောက်နေတယ်ဘာမှမဖြူတယောက်တော့ဆုံးသွားတော့အရက်သားတယောက်လည်းအဲ့မှာဘာမဆိုင်ညာမဆိုင်ဖြတ်သွားတဲ့အရက်သားတယောက်ကနှစ်ထင်သနက်ထိပြီးတော့အဲ့မှာဟိုတေးဆုံးသွားတယ်လို့သိရတယ်ဘာမဆိုင်ဖြတ်သွားတဲ့ရက်သားတယောက်ပေါ့နော်ဘာမဆိုင်ဖြတ်သွားတဲ့ရက်သားတယောက်သူလည်းထိသွားတယ်နောက်တခြားလူတချို့လည်းထိခဲ့တယ်ရရှိသူရှိတယ်နည်းငယ်ရှိခဲ့တယ်လို့သိရတယ်ဆိုတော့ဒီပြည်မကွေးကားလမ်းပေါ်မှာဒီလိုမျိုးခရိုင်ရဲမှုအဆင့်ဒီလိုဖြတ်မယ်ဆိုတာကိုနော်ပြည်မကွေးကားလမ်းပေါ်မှာဖြတ်မယ်ဆိုတာကိုကတရင်ကြိုပေါက်စီတဲ့အကြောင်းရင်းကဘာလဲဆိုတော့သက်ဆိုင်ရာအောင်ဖွဲ့စည်းပြီးတော့စုံစမ်းတင်ပြီးလို့ယူဆတယ်စုံစမ်းလိမ့်မယ်လို့ယူဆတယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီပကိုးပေါ့နော်ပကိုးရဲ့အဲ့ဒီရုံးမနဲ့ကိုက်ရဲ့ဆက်ရဲ့အချမ်းတွေပေါ့နော်အဲ့နာတဝိုက်တီဟာဟ
အခုချိန်ထိ PDF တွေအုပ်စုဖွဲ့ပြီးဟိုသွားဒီသွားဟိုလာဒီလာဟိုဝင်ဒီဝင်နေရှိနေတယ်ပဲခူးထဲမှာပေါ့နော်ဘိုးရိစာကြီးထဲမှာ PDF တွေကျင်းလဲချက်စားနေတယ်အခုပဲခူးရုံးမှာကိုအမိပြုတ်ပြီးတော့တက်လိုက်ဆင်းလိုက်အောက်ဆင်းလာလိုက်ရွာတွေထဲဝင်လိုက်ရက်ကွက်တွေလမ်းတွေထဲဝင်လိုက်စသဖြင့်ဝင်ပြီးတော့ပြလိုက်သူတို့မထင်သူတို့လူဖားလိုက်ပြစ်တက်လိုက်ဟိုစစ်သားတွေပတ်သက်တဲ့ဆိုပြီးဆွဲလိုက်လူချင်းတဲ့ရွာရိတ်ခါသွားတောင်းလိုက်အနိုင်ချင်းလိုက်လမ်းမှာဆက်ကြီးကောက်လိုက်စသဖြင့်အဲ့လိုပတ်လိုက်ရိုက်ပြီးတော့အဲ့ဒီထဲမှာလုံနေကြတယ်ပေါ့နော်ဆိုတော့ဟိုစစ်စင်ကြီးကတော့ဟိုလုတ်တင်တယ်ပေါ့နော်လုတ်တင်တယ်စစ်စင်ကြီးလုတ်တင်တယ်ပြီးရင်ဖြစ်စဉ်ပြတစ်ခုဖြစ်ပြီဆိုတာနဲ့နိုင်ဝက်မိနစ်နိုင်ဝက်အတွင်းရောက်သူ15မိနစ်အတွင်းရောက်သူအဲ့လိုချက်ချင်းသွားနိုင်အောင်မြန်ဆန်လှုပ်ရှားနိုင်တဲ့ဒီလှုပ်ရှားနိုင်တဲ့mechanism တစ်ခုပေါ့နော်တစ်ခုတော့စီစဉ်တင်ပြီလို့ကျွန်တော်မြင်တယ်စီမံကိန်းတစ်ခုလုပ်တင်ပြီလို့မြင်တယ်ဘာလို့မဟုတ်ရင်ကိုခရရဲမှုအဆင့်ဆိုတာတည်တည်လေးမဟုတ်ဘူးအဲ့ဒီအဆင့်တွေဖြစ်တာဆိုတော့နည်းနည်းတော့သတိထားမှာပေါ့နော်ပြီးတော့ဟိုတက်မှလည်းတက်ကဟိုကာနေကြီးအဆင့်တွေပါအစားတစ်ခါတော့လေးသတင်းတွေသွားရလိုင်းသတင်းပေါက်ပြီးတော့ဟောဖြစ်တာမျိုးတွေဒါမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်ဆိုတော့ဒါတွေကတော်တော်သတိကြီးထားရမယ်ကိစ္စဗျာကို PDF တွေကသူကဟိုအုတ်ချုပ်ရေးအာဏာကိုလွှဲပြောင်းယူနေတဲ့အဆင့်မျိုးရှိသလားဆိုတော့မရှိဘူးဒါပေမဲ့အုတ်ချုပ်ရေးအာဏာကိုအနောက်ရှက်ပေးနေတယ်ဆိုတော့အနောက်ရှက်ပေးနိုင်တယ်အဲ့ဒါကိုတော့တွေ့နေရတယ်ဆိုတော့ဒါမြို့တစ်မြို့ကို PDF တွေကတက်ရောက်သိမ်းပိုက်ပြီးတော့မြို့တစ်မြို့ဝင်အုပ်ချုပ်နိုင်သလားမင်းဘလို့မှမြို့တစ်မြို့ကိုအုပ်ချုပ်ဖို့ PDF တွေမဖြစ်နိုင်ဘူးနော်မဖြစ်နိုင်ယာယီသာခဏရရင်အင်အားကောင်းတယ်အုံနဲ့ချင်းနဲ့ထောင်းနဲ့ချင်းနဲ့ဝိုင်းတိုက်လို့ယာယီရရင်ရတော့မယ်ခဏကြာရင်တက်မတော်ပြန်လဲသိမ်းပိုက်တယ်တက်မတော်လက်ထက်ပြန်ရောက်တာပဲဆိုတော့တဘောကတော့လူရင်းပြောရရင်ဒီ PDF တွေဟာမြို့တစ်မြို့ကိုအပိုင်သိမ်းနိုင်တယ်ပြီးနှစ်ပေါင်းများစွာအထောက်တစ်နှစ်နှစ်လောက်တော့အပိုင်ထိန်းထားနိုင်တယ်ဆိုတာမရှိပါဘူးမြို့တစ်မြို့ကို9နှစ်ကြာအောင် PDF တွေကအနိုင်သိမ်းပိုက်ထားနိုင်တဲ့ဟာမျိုးမရှိဘူးအဲ့တော့ကြည်ချင်းအဖြစ်အုတ်ချုပ်ရေးအာဏာကိုသိမ်းပိုက်နိုင်တဲ့အဆင့်မှာ PDF တွေမှာမရှိဘူးအုတ်ချုပ်အာဏာကိုသိမ်းပိုက်နိုင်တဲ့အဆင့်မရှိတော့လေဘာဖြစ်လဲဆိုတော့အုတ်ချုပ်ရန်တရားအနောက်ရှက်ပေးနိုင်တယ်ဆိုတော့ပြဿနာအုတ်ချုပ်ရန်တရားအနောက်ရှက်ပေးတာကြတော့ပေးလို့ရတယ်ဗျတယောက်တည်းရှိတယ်ပေးလို့ရတယ်အုတ်ချုပ်ရန်တရားအနောက်ရှက်ပေးတာတယောက်တည်းရှိတယ်ပေးလို့ရဘာလို့ဆိုတော့သူကလက်ထဲမှာတန်းရှိတယ်လေစိတ်ထဲမှာသူ့စိတ်ထဲမှာတယောက်ကဘလို့မတင်ကားလို့ရဲတွေဖြတ်သွားတယ်လို့ရဲကိုသူကစိတ်ထဲမှာမကြည့်ရလို့လူရှင်းနေဆိုရင်လည်းဓာတ်ကိုပြစ်တတ်ပြီးတော့တနတ်ဖွက်ပြီးတော့ပြရသားလို့ပြည့်အောင်ပြီးတော့သူကတော့ပြန်သတင်းပေးလို့ရတယ်အာရဲတော့တယောက်ကိုမှမသိတဲ့လူတယောက်ကပြစ်တတ်တော့တွေ့ရတယ်တော်တဲ့ဒုံကြီးသွားပါတယ်ဆိုပြီးတော့ပြောပြီးချင်းတဲ့လေရတာပဲဆိုတော့တခါတည်းကြရင်ဒီအနောက်ရှက်တော့ပေးလို့ရတယ်ပေါ့နော်နောက်အုတ်ကြီးတွေကိုသွားတတ်တာအုတ်ကြီးတွေသွားတတ်တာရဲတွေတတ်တာအစိုးရဝန်ထမ်းတွေတတ်တာလက်ဖြတ်တာပေါ့ဒါမျိုးတွေလုပ်ပြီးအကြောက်တရားတွေနဲ့သူကဒီအုတ်ချုပ်ရဲတွေအနောက်ရှက်ပေးတာလုပ်လို့ရတယ်ဒါကြောင့်အုတ်ချုပ်ရဲတွေအနောက်ရှက်ပေးတာမျိုးမဖြစ်အောင်ဒီအုတ်ချုပ်ရန်တရားကိုအနောက်ရှက်ပေးတဲ့သူတွေမှန်သမျှကိုပြက်ပြက်သားနေနေတဲ့ကိစ္စတော့လုပ်ဖို့လိုတယ်။ဘာလို့နိုင်ငံတော်အချုပ်ချာအာဏာနိုင်ငံတော်အုတ်ချုပ်ရန်တရားအုတ်ချုပ်ရအာဏာကိုထိပါတယ်ဆိုတာပွင့်လင်းပြောရရင်တော့ဒီအကြမ်းဖက်သမားတွေအတွက်ပြေးစရာမရှိအောင်တော့လုပ်တင်တယ်ပေါ့နော်။တစ်ဖက်ကလက်ရိုက်ပြီးဖိတ်ခေါ်နေမယ်တစ်ဖက်မှာတော့ပွင့်လင်းပြောရရင်တော့ဟိုခေါ်လို့လာတဲ့လူစောက်ချောက်ရိုက်မယ်တက်တက်မဲ့အနောက်ရှက်ပေးတဲ့လူကြတော့ဒါနှိမ့်နေရမယ်တာဝန်တော့ရှိတယ်။ဒါအကြမ်းဖက်သမားဖြစ်သွားပြီ။ဒါတော့ပြောတင်တယ်ဒါတော့ပြောတင်တယ်ကျွန်တော်မြင်တယ်အဲ့တော့လူရမှုအစဉ်ဒါကံကောင်းလို့သူဟိုဒါရှင်ပပနဲ့ရှင်လုံနိုင်ခဲ့လို့ဒါသူဘာမှမဖြစ်တော့ဘူးဗျာမဟုတ်ရင်ခင်ဗျာသူရမှုအစဉ်ဟိုလောက်ကြနိုင်ခဲ့လို့ရရင်ဒီကောင်လေးအောင်ပွဲခံကြအောင်မယ်အောင်ပွဲခံကြအောင်မယ်တခါကျရင်လေကောင်လေးကအောင်ပွဲခံရုံတက်ပဲမွေးလာသူတွေကဖြစ်တယ်ပြီးရင်တော့အချိန်တိုင်းအောင်ပွဲခံတာဟိုအောင်ပွဲခံတာရှိအောင်ပွဲခံတာအရင်ဆုံးပြီးရင်တစ်ဖွဲ့လုံးကရှာမရတော့မြင်မှလည်းမရှိတော့အောင်ပွဲခံတာဗီဒီယိုကလစ်ပဲကြံခဲ့တယ်လူတွေမရှိတော့အဲ့လိုမျိုးတွေဖြစ်သွားတဲ့အခင်းချင်းတွေကမြန်မာပြည်အလယ်ပိုင်းမှာအများကြီးပဲဖြစ်နေတယ်နော်ထားပါတော့ဒါတွေကတော့ဒါဖြစ်ရလေးတွေကိုပြောပြတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီကာလတွေမှာဒီ9နှစ်အတွင်းမှာပေါ့နော်ကျွန်တော်တို့ဒီ9နှစ်အတွင်းမှာပေါ့နော်9နှစ်ပေါ့2021ကစရင်9နှစ်ပေါ့ဒီ9နှစ်အတွင်းမှာဒီပြိပခါတွေကြောင့်တည်ဆိုးရတဲ့လူဦးရေတသိန်းကျော်ရှိတယ်ဆိုပြီးတော့เนาะ ACLED ဆိုလို့ခေါ်တဲ့ဒီပြိပခါစောင့်ကြည့်ရေးအဖွဲ့ကနေပြီးတော့ထုတ်ပြန်ချက်တစ်စောင်ထုတ်လိုက်တယ်ထုတ်လိုက်တော့ကျွန်တော်အဲ့ဒါကြည့်ပြီးတော့ဒီလောက်ပြားကျွန်တော်နိုင်ငံမှာဟိုဖြစ်တဲ့ပွဲတွေကြောင့်တည်ဆုံးရတဲ့လူကြီးဒီလောက်များတယ်ဆိုတော့စိတ်တော့မကောင်းပါဘူး။နောက် ACLED ဆိုတာကဒီပြိပခါကိုစောင့်ကြည့်ပြိပခါစောင့်ကြည့်ပြီးတော့ချက်လက်စုဆောင်ရေးအဖွဲ့လို့ခေါ်တယ်အဲ့ဒါဒီ armed conflicts location and event data ပေါ့နော်အဲ့ဒါအဖွဲ့ပေါ့နော်အဲ့ဒီအဖွဲ့ကနော် ACLED ဆိုတဲ့အဲ့ဒီအဖွဲ့က SLEC ပေါ့နော် SLEC လို့ပဲခေါ်မှာပေါ့နော်အဲ့ဒီအဖွဲ့ကနေပြီးတော့သူကစီရင်ခံစာတစ်စောင်ကိုမနေ့ကထုတ်ပြန်တယ်သူတို့အစီရင်ခံစာထဲမှာမြန်မာနိုင်ငံမှာဖြစ်တဲ့ဒီပြိပခါအတွင်းမှာလူတသိန်းကျော်သေဆုံးမှုတွေရှိခဲ့တယ်ကိန်းဂဏန်းအပမာဏအဖြစ်ဆိုရင်တသိန်းနဲ့134ဦးရှိပါတယ်လို့သူတို့ကတော့ဖော်ပြတယ်ဆိုတော့သူဒီ data ဘယ်ကိုကိုးကိုက်ဖော်ပြလဲတော့သူတို့မသိရဘူးဒီ data ဘယ်ကိုကိုးကိုက်ဖော်လဲမသိရဘူးကျွန်တော်တို့ခံမှန်းချက်ကတော့သူကဒီ PBA media တွေရဲ့ data တွေကိုသူကအဲ့ဒါတွေကို Google မှာခောက်တယ်
website တွေကကြည့်တယ်အဲ့စီးရင်တွေကိုပြုစုပြီးတော့မှဒီစီးရင်တွေကိုပြန်ပေါင်းပြီးတော့စီးရင်ခွဲပြီးတော့အုပ်စုခွဲပြီးတော့ဒါသူတို့ဖော်ပြတယ်လို့ယူဆတယ်ဆိုတော့ဒီဖော်ပြချက်ကလက်ရှိမြေပြင်မှာဖြစ်တဲ့ကိန်းဂဏန်းနဲ့ညီမျှသလားဆိုရင်နိစ္စမှုတော့ယာရင်တော့တစ်ခုတော့ဖြစ်နိုင်တယ်အပြည့်အဝတော့မဟုတ်ဘူးသို့တော့လူသိန်းကျော်တည်ဆုံးနေဆိုတာတော့ဖြစ်နိုင်တယ်အဲဆိုဒီ9နှစ်တာပြိပခါတွေမှာတည်ဆုံးတဲ့သူကပမာဏမနေဘူးပြ PDF တက်လို့တည်တာရှိတယ်တိုက်ပွဲတွေမှာတည်တာရှိတယ်အဲတိုက်ပွဲတွေမှာတည်တာရှိတယ်လို့တခါပြိပခါတွေကြားထဲမှာညက်ပြီးတော့ပြစ်ခတ်ခံရလို့တည်သွားတဲ့အရသာပြည်သူတွေရှိတယ်ဆိုတော့အရသာပြည်သူတွေရောဒီပါဝင်ပတ်သက်သူတွေရောတည်ကြရတဲ့ဖြစ်စဉ်ဟာရှိတယ်တိမ့်နဲ့ချီတယ်ဆိုတာတကယ်ဖြစ်နိုင်တယ်ဒါပေမဲ့တသိန်းကျော်ဆိုတဲ့ကိန်းဂဏန်းကတော့ရာနှုန်းပြည့်မှန်ဖို့တော့မဖြစ်နိုင်ဘူးဖြစ်စဉ်တကယ်တည်ဆုံးသူတွေရဲ့ပမာဏရဲ့ကျွန်တော်ထင်တယ်နေသေးတယ်ပေါ့နော်နေသေးတယ်ဖြစ်နိုင်ကြီး90ရာခိုင်နှုန်းနဲ့ပုံမှန်ဖို့မသိကြဘူးပေါ့နော်ဒါပေမဲ့လူသူကတသိန်းကျော်တည်ရဆိုရင်ကျွန်တော်ပြောရတာကတသိန်းခွဲထက်မနေတည်တယ်လို့ခံမှန်းလို့ရတယ်ဘာလို့ဆိုမနေဘူးကြကျွန်တော်တို့ခံမှန်းတဲ့ data အရဆိုမနေဘူးဘာလို့ဆိုကောက်ကွက်တွေအရလုဖြစ်သွားတဲ့ပြည့်စည်သွားတဲ့မျိုးတွေအရအနေထားတွေအရဆိုရင်တည်တဲ့လူကတသိန်းခွဲထက်မကရှိလိမ့်မယ်နှစ်ဖက်မှာတည်တာနေအောင်မို့တာစင်းပြောက်အင်းပြောက်နဲ့ပြောက်သွားတဲ့လူကနေမှမနေတာဗျာနော်ဆိုတော့လူသိန်းကျော်တဲ့မနေတည်ဖို့များတယ်နော်ကျွန်တော်ခံမှန်းတာပေါ့နော်ဒါခံမှန်းချက်ပါအဲ့တော့ဒီလောက်ပမာဏတွေတည်ဆုံးခဲ့ကြပြီးပြီပေါ့နော်ဒီ ACLED SLEC ရဲ့ထုတ်ပြန်ချက်မှာတသိန်းနဲ့134ဦးတည်တယ်လို့ထုတ်ပြန်ချက်မှာနော်ထုတ်ပြန်ချက်အရဆိုရင်ဒီလောက်တည်ပြီးသွားပြီဆိုရင်ဒီတည်ဆုံးမှုတွေရဲ့အဓိကတရားခံတွေကဘယ်သူတွေလဲလို့မေးရင်ကျွန်တော်တို့ကလက်နက်ကင်ထားတဲ့သူတွေကိုနံပါတ်1လက်ညှိုးထိုးကြလိမ့်မယ်အဲ့တော့သူက ACLED တွေကလည်းဗာပြောလို့ဆိုလက်နက်ကင်အဖွဲ့အစည်းပေါင်း1200ကျော်ရှိနေတယ်လို့သူကပြောတယ်ကမ္ဘာပေါ်မှာလက်နက်ကင်အဖွဲ့အစည်းအများဆုံးနိုင်ငံတဲ့မြန်မာနိုင်ငံသူကအဲ့လိုညှို့ဆိုထားတယ်မြန်မာနိုင်ငံကကမ္ဘာပေါ်မှာလက်နက်ကင်အဖွဲ့အစည်းအများဆုံးနိုင်ငံဖြစ်တယ်လို့ကို ACLED တွေကအတိအကျသူက data ထုတ်ပေးထားတယ်ဟုတ်လားဆိုတော့ဟုတ်တယ်ဘာလို့လဲ9ယောက်နဲ့တစ်ဖွဲ့6ယောက်နဲ့တစ်ဖွဲ့လက်နက်ကင်အဖွဲ့ဆိုတာနည်းရမှာဘူးအဲ့တော့တခါကျကျွန်တော်နောက်တယ်မလားကျော်လူအာမီဆိုကောက်ထောင်းလိုက်ရင်ကျွန်တော်ထောင်းလိုက်လို့ရှိရင်လက်နက်ကင်ဖွဲ့ထောင်းလိုက်ရင်ကျွန်တော်လည်းသိကြတယ်ရာခိုင်နှုန်းတစ်ခုတော့ရလိမ့်မယ်ရရင်အဲ့မှာကျွန်တော်အာမီပြီးတော့ငင်းရဲယူပါတယ်ဆိုခေါ်လေးဝိုင်းခွဲသွားတိုက်အဲ့လိုသွားလုပ်ရင်တော့ရတယ်ဆိုတော့မျိုးအဲ့လိုမျိုးဖွဲ့ချင်တယ်ဖွဲ့လို့ရတဲ့ဒီသားဖြစ်နေတာလူကဗျာပေးတဲ့နည်းနည်းသိတယ်ဆိုတာနဲ့အဲ့ကောင်ကတော်ရဲထွက်သွားပြီးတော့တနက်ကင်လိုက်တာနဲ့သွားရောအဲ့ကောင်နောက်မှာပါသွားပြီလူကတအုပ်ကြီးပါသွားအောင်ပါဆိုတော့ဒီလိုမျိုးပြိပခါတွေကိုသူကဒီပြိပခါတွေပေါ်နေအကျိုးစီးပွားရှာဖို့လှုပ်ရှားတဲ့အုပ်စုတွေကတတ်ကိုပေါ်လာမှာလက်နက်ကင်ပြိပခါဒါကြောင့်ခုနလက်နက်ကင်အဖွဲ့ပေါင်း1200ကျော်ရှိတယ်ဆိုတာအဲ့ဒါဖြစ်နိုင်တယ်အခုခင်ဗျအညာဒေသမှာတော့သူ့အဖွဲ့သူ့ငါတက်ငါသူ့တက်နဲ့အချင်းချင်းတွေပြန်တက်ကြတဲ့ဇလန်တွေခုချိန်ကြီးအညာမှာဖြစ်နေတယ်အညာတယ်လားဆိုတော့ဒီအခြားနေနေတီးလက်နက်ကင်နေမြေတီးမှာလည်းဖြစ်နေတယ်ခင်ဗျဟိုမှာကချင်မှာလည်းတက်ကြတယ်ချင်းမှာလည်းတက်တာပဲရှမ်းမြောက်မှာလည်းတတ်တာပဲရှမ်းမြောက်လည်းချတာပဲရှမ်းမြောက်လည်းရှမ်းတောင်မှာလည်းတတ်တာပဲတခါကရားမှာလည်းတတ်ကြတာပဲအချင်းချင်းတတ်တာအချင်းချင်းတွေဖြားကြတယ်အချင်းချင်းစော်တယ်နော်ကရင်မှာလည်းတတ်တာပဲကရင်မှာလည်းတတ်တာပဲရခိုင်မှာလည်းတတ်တယ်လို့ရခိုင်မှာလည်းတတ်တာပဲရခိုင်မှာလည်းတတ်တာပဲဆိုတော့အချင်းတွေတက်ကြဖြတ်ကြတွေနဲ့အညာဒေသတွေအကုန်ဖြစ်နေတော့တော်တော်များတယ်ဒီချင်းခင်းချင်းရလူပေါင်းတသိန်းကျော်တည်နိုင်တယ်ဆိုတာဖြစ်နိုင်တယ်နောက်ကဒီပြိပခါအရာတွေစော့ခွာထွက်ပြေးလူက3သန်းကျော်ရှိတယ်လို့သူကဒီ SLEC ကထုတ်ပြန်တယ်ဆိုတော့တော်တော်မြန်မာနိုင်ငံမှာကမ္ဘာပေါ်မှာလက်နက်မြန်မာနိုင်ငံကမ္ဘာပေါ်မှာလက်နက်ကင်ထားတဲ့အုပ်စုလူ1200ကျော်ရှိတယ်အုပ်စုပေါင်း1200ကျော်ရှိတယ်ပေါ့နော်အဲ့တော့အဖွဲ့အစည်းပေါင်း1200ရှိတဲ့ကမ္ဘာမှာလက်နက်ကင်အဖွဲ့အစည်းအများဆုံးနိုင်ငံအခုဖြစ်နေမှတ်တမ်းဝင်သွားတာကတော့ဂိမ်းအဖွဲ့အစည်းရတာဂိမ်းအဖွဲ့အစည်းရတာ record ဂိမ်း record လာပေးမယ်ဆိုရင်မြန်မာပြည်ကထိဆုံးကနံပါတ်1ကရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒါကိုဘယ်လို short ချမလဲဆိုတော့မိကောင်ကစပြောကြရေးဆိုရင်ကျွန်တော်တို့ခင်ဗျားတို့ပြည်သူလူထုတဦးချင်းစီရဲ့စိတ်နေစိတ်ထားတွေကိုစပြောရမယ်ကျွန်တော်အားလုံးစိတ်တွေပြောင်းမယ်အစိုးရပြောင်းမယ်လက်နက်ကိုင်တွေလည်းပြောင်းမယ်ကျွန်တော်တို့လည်းပြောင်းမယ်ခင်ဗျားတို့ကျွန်တော်လည်းပြောင်းမယ်ဘာလို့ပြောင်းမလဲဆိုတော့ကျွန်တော်တို့ဒီလောက်လူတွေသိန်းနဲ့ချီတည်ခဲ့ပြီးပြီဒီ9နှစ်ကျော်တွင်းမှာကျွန်တော်တို့အဲ့လောက်တည်ပြီးတော့သင်ခန်းစာမယူနိုင်ကြသေးဘူးလားဒီလောက်တည်ပြီးတော့ကျွန်တော်တို့ခုချိန်ထိဒီလောက်လူသိန်းကျော်တည်ထားပြီးတယ်ဆိုတဲ့ကိန်းဂဏန်းတွေရတာတော့ကျွန်တော်တို့ကခုချိန်ထိသင်ခန်းစာမယူကြသေးဘူးလားအဲ့ဒီသိန်းကျော်ထဲမှာခင်ဗျားတို့ရဲ့ညီကိုမောင်တို့ရဲ့ဆွေမျိုးသားချင်းတွေချစ်ခင်ရသူတွေလည်းပါနိုင်တယ်ကျွန်တော်ချစ်ခင်ရသူတွေလည်းပါနိုင်တယ်ကျွန်တော်သိတဲ့လူတွေလည်းပါနိုင်တယ်ကျွန်တော်မောင်တို့လည်းပါတယ်ချစ်တဲ့လူလည်းပါနိုင်တယ်အဲ့တော့ကျွန်တော်တို့အားလုံးကဒီတိုင်းပြည်ကြီးထဲမှာအတူတူရှင်သန်ကြီးပြင်းလာကြတာအဲ့လိုရှင်သန်လာကြတဲ့အချိန်မှာတယောက်တက်ကြဖြတ်ကြနဲ့ကျွန်တော်တို့ကမပြီးနိုင်တော့ဘူးလားပေါ့ပြီးတော့ဝါရမိုင်းနေပဲစစ်ကဲတည်ဆောင်ပေးကြတယ်အခုလက်နက်ကင်ပြိပခါရဲ့ကင်ရတဲ့အုပ်စုတွေအကုန်လုံးလက်နက်ကင်ခေါင်းဆောင်တွေအကုန်လုံးကဝါရမိုင်းတွေကိုသူတို့ရဲ့မျိုးဆက်တွေလက်ထဲထည့်ခဲ့တယ်ဝါရမိုင်းတွေဖြန့်ခဲ့တယ်ဘာလဲဆိုတော့ wisdom တွေမထည့်ဘူးဘာလဲဆိုတော့ wisdom ကိုမထည့်ဘဲနဲ့ power တွေပဲထည့်ခဲ့တယ် power နဲ့ပတ်သက်တဲ့စကားလုံးတွေပဲထည့်ခဲ့တယ်နော် power နဲ့ပတ်သက်တဲ့အာဏာပေါ့ဗျာလက်နက်ကင်နဲ့အာဏာရဲ့စကားလုံးတွေပဲထည့်ခဲ့တယ်အဲ့တော့ဆိုကြပါစို့ကရင်ဆိုလဲကရင်လက်နက်ကင်ခေါင်းဆောင်တွေကသူတို့ရဲ့နောက်ကမျိုးဆက်တွေဘာပြောလဲ
စစ်အာဏာရှင်ချုပ်ငြိမ်းအောင်ငါတို့ကတိုက်မှရမယ်ဆိုတဲ့စကားလုံးပဲထည့်တယ်အဲ့တော့သူ့အောက်ကလူငယ်လေးတွေကလည်းဟုတ်တယ်စစ်အာဏာရှင်ချုပ်ငြိမ်းအောင်ကိုဘယ်သူလက်ထက်ကပြောခဲ့မှမသိတဲ့စကားလုံးတွေကဒီနေ့ထိစစ်အာဏာရှင်ချုပ်ငြိမ်းမှာပြီးမယ်ဆိုပြီးတော့တောက်လျှောက်ဆင်ကဲတိုက်လာတာအခုဒီမျိုးဆက်ဟာအခုကရင်ဆိုတော့ကရင်လက်ကင်မျိုးဆက်တရားရှမ်းကချင်ချင်းရခိုင်မောစသဖြင့်ပေါ့ဗျာလက်နက်ကင်အုပ်စုတွေအကုန်လုံးရဲ့ထိတ်ဆုံးကစားခဲ့တဲ့အုပ်စုတွေကတေကုန်ကြပြီဆက်အနာရှင်ကိုတော်လာမယ်กว่าဆိုပြီးပြောတဲ့အုပ်စုတွေကတေကုန်ရကြောင်းမရှိတော့ထိတ်ဆုံးပြောခဲ့တဲ့လူတွေက1949 48တည်းကကုန်ပြီအဲ့ရတွေစားခဲ့တဲ့လူတွေအခုတေကုန်ရကြောင်းမရှိတော့အခုဘယ်သူကြံလဲဆိုတော့1900ရဲ့ဒီ1948 1988ကလက်ကြံတွေတအုပ်စုအဲ့ဒါပြီးရင်21လက်ကြံတွေတအုပ်စုထပ်ပြီးမွေးဦးမှာလားအဲ့တော့ဝါရမိုင်းတွေပဲကြံခဲ့ပြီးဆက်အာဏာရှင်ချုပ်ငြိမ်းဆိုတဲ့စကားလုံးတွေပဲတန်တရားလည်းပြီးမျိုးဆက်အလိုက်တနက်ကိုင်ပြီးတိုက်ခိုက်တပ်ဖြတ်တာတွေကိုပဲဆက်သွားကြမလားဆိုတော့ခင်ဗျားတို့ကျွန်တော်တို့စဉ်းစားကြဖို့လိုနေပြီပြောရင်ပရိပခါကိုတနေရာမှာရက်ခဲ့ဖို့လိုတာတနေရာမှာရက်ခဲ့ဖို့လိုကျွန်တော်ဒါကြောင့်အရင်ကတည်းကပြောရတယ်ကျွန်တော်တို့ခင်ဗျားတို့ခင်မှာပရိပခါကိုတားကြောဖြတ်ခဲ့ရမယ်ဒီတားကြောဖြတ်ခဲ့မှာပြီးတော့ကျွန်တော်အမုန်းတရားတွေကိုတားကြောဖြတ်ခဲ့ရမယ်တစ်ဖက်နဲ့တစ်ဖက်မုန်းရမယ်ဆိုတော့တိုင်းသားချင်းမုန်းရမယ်ဆိုတော့ဘယ်သူမို့လို့မုန်းရမယ်ဆက်အာဏာရှင်မုန်းရမယ်အာဏာကိုင်တဲ့လူမုန်းရမယ်ဆိုတော့ဒီအမုန်းတရားတွေတားကြောဖြတ်ခဲ့ဖို့လိုတယ်လို့ကျွန်တော်အချင်းခါပြောခဲ့တယ်အခုလည်းကျွန်တော်ဒီတိုင်းမပြောပါပဲအဲ့တော့တပ်တော်ဘက်ကလည်းသူ့ဟာသူအပြောင်းလဲတွေလုပ်နေတယ်တပ်ကလည်းအပြောင်းလဲလုပ်တယ်တက်ကလည်းအပြောင်းလဲလုပ်တယ်လုပ်လို့သူကလည်းဒီတိုင်းသားလက်နက်ကနေပြည်ကြီးလိုက်ပြီးဆင့်တွေ့နေတယ်အစိုးရကလည်းငင်းငင်းဖိတ်ခေါ်နေတယ်ဒါသူ့လုပ်ပဲသူအများနဲ့ခေါ်နေတယ်သူကမဖိတ်ခေါ်လို့ရှိရင်တော့သူအပြစ်တင်ရမှာအခုသူကဖိတ်ခေါ်နေတဲ့အတွက်ကျွန်တော်ဘာသူ့ဘက်ကဒီလောက်ဖိတ်ခေါ်နေတာကြာကျွန်တော်တို့အစိုးရကဘယ်လိုပြီးတော့ငင်းငင်းနဲ့ပတ်သက်ရင်အစိုးရရဲ့လက်ဆောင်ချက်ကြီးကိုကျွန်တော်ဘယ်လိုကန့်ကွက်လို့ရမလဲသူလုပ်နေတာငင်းငင်းဖိတ်ခေါ်နေတာလေဟေးချဘယ်ကောင်းမှမခေါ်နိုင်ကုန်တက်လို့သူပြောနေတာမဟုတ်တာဖိတ်ခေါ်နေတာဖြစ်တဲ့အတွက်အစိုးရဖိတ်ခေါ်မှုဟာရေးဖိတ်ခေါ်မှုဟာကျွန်တော်တို့နဲ့သဘောထားအတူတူပဲဆိုတာဒါကိုပြောတာဆိုအစိုးရလည်းဖိတ်ခေါ်နေတယ်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့တချို့သောသဘောထားတင်းမာတဲ့အလှော်တစ်ခုဟာသာလျှင်ငါတို့မယုံဘူးကွာတနက်ကင်ပြီးတော့ပြန်ချမယ်ကွာမယုံဘူးကွာတနက်ကတော့ကင်ထားအောင်မယ်ဒီကောင်လေးခေါ်တော့ငါတို့မယုံဘူးကွာဆိုတဲ့ပုံစံမျိုးနဲ့အကျိုးစီးပွားမှာဇုံရက်ပြီးစဉ်းစားတဲ့အုပ်စုတွေကြောင်းတာငင်းငင်းရဲ့အခုထိမရသေးတာတကယ်လို့ချင်းတပ်မတော်တော့ခေါ်နေတာအစိုးရတော့ခေါ်နေတာဗျယူလို့ရနေပါပြီဒါပေမဲ့ဘာလို့မယူကြလဲဆိုတော့ငါတို့မှာတနက်မရှိဒီကောင်လေးကငါတို့လူမထင်ဘူးကွာဆိုတဲ့အဲ့ဒီ mindset ကြီးကိုရိုက်သွင်းခံလိုက်ရတော့အဲ့မှာပြတ်တဲ့ကွာငါတို့ကလည်းမရှိတော့ငါတို့လူရမသွင်းဘူးကွာလူမထင်ဘူးကွာဆိုတဲ့လူမိုက်စကားပေါ့ဗျာလူမိုက်စကားကြီးကိုအဲ့ဒီဝါရကြီးရိုက်သွင်းနေတယ်အဲ့ဒီဝါရရိုက်သွင်းတယ်အဲ့ဒီဝါရကြီးကကရင်အဖိုးရနဲ့ကရင်အဖေဒီကရင်ဖေးရနဲ့ကရင်သားတွေဒီဟောရှမ်းဖိုးရရှမ်းဖေးဒီရှမ်းသားတွေအဲ့လိုပေါ့လက်နက်ကင်ခေါင်းဆောင်တွေပေါ့ဗျာအဲ့လိုခေါင်းဆောင်တွေအုပ်စုတွေစီကိုစင်ကဲသားစင်မျိုးစီစဉ်ကုန်တယ်ပါလို့ဆိုအမုန်းတရားတွေအဲ့မိုးရိုက်စီစဉ်လိုက်တော့ပွဲကမဆုံးတော့ဘူးဇလားအဲ့ကျွန်တော်တို့အဲ့ဒါတနေရာမှာသားကြောဖြတ်နိုင်ရင်ကောင်းမယ်ကွာမော်လဲသားကြောဖြတ်သူမိမကြီးပြောမှာမဟုတ်နော်ကွာမော်လဲသားကြောဖြတ်ဆိုတော့ဒီအမုန်းတရားသားကြောဖြတ်အင်ဘာလာလည်းအမုန်းတရားသားကြောဖြတ်အာဆီယံဥယျာဉ်စစ်တို့လည်းမုန်းတရားသားကြောဖြတ်ဟိုဖော်ဒါရွှေတို့အုပ်စုလည်းမုန်းတရားသားကြောဖြတ်နော်အဲ့မှာဟိုပေါက်ချန်တို့အုပ်စုတွေဟိုမိုင်းလာဦးဆိုင်လေးတို့အုပ်စုတွေနော်ဘက်ကတားဖို့တာဖို့ကျော်တို့အုပ်စုတွေဒီဘက်ကကို KNDS ကွယ်ထူဝင်းတို့တော်နီတို့အုပ်စုတွေနောက်ဘောကျော်ရဲတို့အဲ့အုပ်စုတွေနောက်အခြားလက်နက်ကိုင်ဖွဲ့ပေါ့ဗျာနောက်အဲ့လိုမျိုးတွေပေါ့နော်တရားအုပ်စုတွေနောက်ခူးတွေတို့အုပ်စုတွေမာဝီတို့ဘာတို့အုပ်စုတွေနောက်ဟိုဘက်ကဟိုအေထွန်းမြတ်နိုင်တို့အုပ်စုတွေအကုန်လုံးပေါ့ဗျာအကုန်လုံးကကိုယ့်ရဲ့ဒီအမုန်းတရားတားကြောင်းတွေကိုတနေရာဖြတ်ခဲ့ရမယ်ပြီးတော့ကိုယ့်ရဲ့ဒီဘာခေါ်လို့ဆိုလက်နက်မရှိလူရမဝင်ဘူးကွာဆိုတော့ငါတို့ဒီကောင်တွေလူလိုမထင်ဘူးကွာဆိုတော့အဲ့ဒီဘာလို့ဆိုတော့လူမိုက်ဆန်တဲ့အတွေးတွေအဲ့ဒီအတွေးတွေကိုတားကြောဖြတ်ပြရမယ်ဒီနေရာမှာဖြတ်ခဲ့ရင်တော့ခင်ဗျားတို့သားသမီးလက်ထက်ကျခင်ဗျားတို့သားသမီးတွေဘလို့နေသွားမလဲဆိုတော့စဉ်းစားကြည့်ကြအောင်ခင်ဗျားတို့သားသမီးမြင့်တွေဘလို့နေမလဲဆိုတော့နည်းနည်းစဉ်းစားကြည့်ကြအောင်နော်တချို့တွေနိုင်ငံခြားပို့ပြီးနိုင်ငံခြားသားဖြစ်ကုန်တဲ့အောင်တွေအများကြီးပဲအဲ့တော့ကိုသားသမီးတွေကနိုင်ငံခြားသားတွေဖြစ်ချမ်းသာသွားတယ်တဘောဆန်တွေဖြစ်ကုန်တယ်အဲ့ဒါပဲတဘောဆန်ဘောကနဲ့အဆုံးသတ်ချင်တယ်ဆိုရင်တော့လေလောက်ကြပေါ့ဗျာကျွန်တော်တို့ကတော့လူငယ်တယောက်အနေနဲ့တော့ပွင့်လင်းပြောရရင်တော့ခင်ဗျားတို့ရဲ့ဒီငင်းချမ်းရေးသဘောထားကြီးကိုကျုပ်ကတော့မယုံကြည်ဘူးဗျာဘာလို့ခင်ဗျားတို့ငင်းချမ်းရေးသဘောထားကြီးရပါလဲဆိုတော့တနက်ကင်မှလူရဝင်မယ်ဆိုရင်ငင်းချမ်းရေးသဘောထားကြီးကဘလို့မှအဆင်မပြေဘူးဆိုတော့တခါတော့တတိရှိနေနဲ့ငင်းချမ်းရေးလုပ်ကြည့်စမ်းပါအဲ့ကြရင်ဟိုငင်းချမ်းရေးအသီးပွင့်နေရလာတဲ့ခါကျရင်ကျွန်တော်တို့နောက်မျိုးဆက်တွေကခင်ဗျားတို့ကျွန်တော်တို့အားလုံးလက်ခုပ်တီးပြီးတော့ကျေးဇူးတင်နေကြပါလိမ့်မယ်။နောက်လာတဲ့မျိုးဆက်လူငယ်တွေကျေးဇူးတင်ရတဲ့တိုင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေဖြစ်အောင်စူးစမ်းကြစမ်းပါလို့ပဲကျွန်တော်တိုက်တွန်းချင်တယ်နော်။ဒါတော့ဂျုံကြိုက်လို့တိုင်းသားတွေပြောပြီးတော့တရားတို့ဘာလို့အဖွဲ့တွေအခုအဖွဲ့တွေဆိုလို့ရှိရင်အခုလက်နက်ကိုင်ပို့စု